မေလ30ရက်နေ့မှာစတင်တော့မယ် Robot Camp မြန်မာ2026ဒီခက်မှာတော့တိုင်တယ်လေးတွေဟာ level လိုက် robot challenge activity တွေကိုပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်မှာပဲဖြစ်ပါတယ်။ဆရာတွေသင်ကြားပေးမယ် AI နဲ့ robotic master class တွေကို camp စတာနဲ့သက်ဆိုင်ရာ level လိုက်တက်ရောက်ပြီး robot challenge တွေကိုပြုလုပ်ကြရမှာပဲဖြစ်ပါတယ်။ဒါဆိုဘယ်လို robot project တွေကိုပြုလုပ်ကြရမှာလဲ။ Secondary level အတွက်ကတော့ rescue operation using AI power robots during flood disaster AI နည်းပညာသုံး robot များဖြင့်ရေကြီးခြင်းသဘာဝဘေးရန်နဲ့ကယ်ဆယ်ခြင်း robot challenge School car parking system, AI and virtual robotic challenge. Upper primary အတွက်ကတော့ Smart Agriculture and Automation System using AI နဲ့ Robot AI နည်းပညာနဲ့စက်ရုပ်နည်းများကိုအသုံးပြုပြီးခင်မီရဲ့စိုက်ပျိုးရေးနည်းပညာဖြင့်စိုက်ခင်းများစိုက်ပျိုးခြင်းLower primary အတွက်ကတော့ Crystal Media Expo ကမ္ဘာမြေသို့ကြားရောက်လာတဲ့ဥက္ကာခဲများစူးစမ်းရှာဖွေခြင်း Robot Mission Project Go!ဒီ project တွေကိုအဖွဲ့လိုက်ပျော်ရွှင်စွာလှုပ်ဆောင်ကြရမှာဖြစ်ပါတယ်။အဖွဲ့လိုက်စဉ်းစားတိုင်ပင်ကြမယ်။ကုတ်တွေရေးကြမယ်။ AI ကိုလေ့ကျင့်ကြမယ်။ robot တွေနဲ့ mission တွေကိုပြုလုပ်ကြမယ်။နိုင်ငံတကာမှာ robot တွေကိုအနာဂတ်လူမှုဘဝအကျိုးပြုလုပ်ငန်းတွေအတွက်ဘယ်လိုအသုံးပြုဖို့လောက်ကင်ဆောင်ရွက်နေပြီဆိုတာကိုတိုင်တယ်လေးတွေက Robot Camp မြန်မာ2026မှာလက်တွေ့လေ့ကျင့်ကြရမှာဖြစ်တဲ့အတွက်အခုပဲစီးရင်ပြကြဖို့တိုက်တွန်းလိုက်ရပါတယ်။